နေ့ကဈေးထဲမှာတထောင်းစားတယောက်တောင်းစားနေတာတွေ့မိတယ်သူတောင်းစားနေပုံကထူးခြားနေတယ်အကိုကြီးမောင်ကြီးတွေလည်းတနာကြပါနော်ပတ်စံလေးများထည့်ပြီးရင်လိပ်စာလေးမှပေးခဲ့ပါသူရှိမှချထားတဲ့ခွက်သေးကိုပတ်စံလာထည့်ကြတဲ့လူတိုင်းရဲ့လိပ်စာကိုမေးပြီးစောက်တုံးနဲ့မှတ်နေတယ်ဒါပေမဲ့လူတော်တော်များများကအေဂတိများလာတောင်းမလားဆိုတဲ့အတွေ့နဲ့သူ့ခွက်သေးကိုဘာပတ်စံမှထည့်မသွားကြဘူးတချို့ကတော့တနာတာနဲ့ထည့်သွားကြတာပေါ့ဗျာတိတ်မကြပါဘူးသူကခွက်ကိုသိမ်းပြီးခုနကခွက်သေးပတ်စံထည့်သွားတဲ့သူတွေရဲ့အိမ်တွေကိုအပင်ပန်းခံပြီးသူတို့ထည့်ခဲ့တဲ့ငွေတန်ဘိုးရဲ့အစတစ်ထောင်ကိုလိုက်ပေးတယ်အဲ့ဒီတဲ့ကဈေးထဲမှာချက်ချင်းပြန့်သွားတာပေါ့သူ့ကိုလည်းလူတွေကဝေဖန်ကြတယ်အမျိုးမျိုးပြောကြနေပေါ့လေနောက်နေ့မနက်ဈေးထဲကအဲ့ဒီနေရာမှာပဲတရောင်းစာပြန်တောင်းနေပြန်တာတွေ့ရရောအဲ့ဒီနေ့တော့သူ့ဘေးမှာပတ်စံထဲမဲ့သူတွေအများကြီးဖြစ်နေတော့တယ်သူ့ခွက်ထဲထည့်ကြတဲ့ပတ်စံတွေကလည်း1000တန်တွေ9000တန်တွေ1000တန်တွေအထက်လိုက်လာထည့်ကြသလိုရွှေတွေလက်ဝိရတနာတွေတောင်ထည့်ကြပါရောလားလိပ်စာမှတ်တဲ့စာအုပ်တောင်4-5အုပ်တောင်ကုန်သွားတယ်လေညနေပိုင်းရောက်တော့ပြန်သွားတယ်ဒါပေမဲ့နောက်နေ့ကစပြီးအဲ့ဒီဈေးထဲမှာသူတောင်းစားကိုဘယ်တော့မှပြန်မတွေ့တော့ဘူးလေဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့လူတွေကလောဘအမောင်ဖုံးလာရင်စဉ်းစားဆင်ခြင်မှုကဲမဲ့သွားပြီးလောဘနောက်ကိုသာလိုက်တတ်ကြတယ်ဆိုတာပါပဲကျေးဇူးတင်ပါတယ်